မင်းတို့တွေပြောနေကြတဲ့ quality ဂျင်းကျူဆိုတဲ့တယောက်ကတော့တကယ်ကို quality ပဲဟေးငါ grow ကင်တဲ့ပွဲမှာသူကင်ထားတဲ့ hero က6လဲကွာမြန်မာပြည်သိန်းတဲ့ skin နဲ့နေအောင်6မှာသူစောက်ခွက်လေးတက်ကြည့်အောင်ပဲတော့ကင်ရတဲ့အကြောင်းရင်းတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ grow ကင်မပြရင်လည်းရီးစားမထားတော့ဘူးအိုက်တော်တဲ့ငါကင်ပြလို့မှနေရီးစားမရလို့ရတယ်နဲ့ငါနဲ့တွေ့ပြီးသားမှအသက်လက်တစ်ကောင်ကို3កောက်ကန်လိုက်တဲ့ခါမှာတော့ကိုဒီဘက်ကဂန်ပါတော့ရေခဲရိုက်ပြီးတော့ကေးသွားအောင်ရေခဲရိုက်လို့တော့ကေးပဲတူအသက်လက်ကိုတော့ပါဆယ်ဆွဲခဲ့လိုက်ပါတယ်နမီဘက်ကရှိစမ်းရင်ကလည်းတကယ် quality နော် redeem မှန်တဲ့ငါရဲ့ကောင်လေးကိုမှ redeem မှန်အောင်မပေါက်နိုင်မေးပြီးအောင် ultimate နဲ့တိုက်ချင်လို့ grow သုံးပါတယ်ဆိုမှပဲခုဒီ ultimate ကမပွင့်သေးဘူးအဲ့ဒါနဲ့ပဲဒီမှာပေါ့နော် cloud ကတော့တော့ကေးသွားပါပြီ cloud ကိုငန်းနေတဲ့အချိန်မှာတော့ဟိုဘက်ကလောင်ရ teleport နဲ့ဆင်းလာပြီးတော့ပေါ့နော်အမလောက်ပြီးတော့လောက်သွားအမခဲလိုက်တယ်ငါလည်းဝင်တက်လိုက်တယ်ပေါ့နော်အမပြန်သေးမှာဘလူးလဲဆိုတော့ငါမဟုတ်ဘဲနဲ့သူတို့နှစ်ယောက်ဖြစ်နေတယ်အာသာလေးထွက်နေတဲ့အတွက်ကြောင့်မို့တော့တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့နှာခေါင်းတွေပိတ်ပြီးနားတွေစီးပြီးတော့နှာခေါင်းတန်ကြီးပဲထွက်နေတာကွာအဲ့တော့တို့နှာတန်နဲ့ပဲနားထောင်လိုက်တော့အိမ်နှာတန်ကိုနှာခေါင်းနဲ့နားမထောင်နဲ့တော့နှာတန်ကိုနားနဲ့ပဲနားထောင်အဲ့ဒီလိုပြောလိုက်လို့ဘယ်သူကနှာခေါင်းနဲ့နားထောင်မှလဲလို့တို့တွေးမိတယ်မလားတွေးမနေနဲ့ဘယ်သူကနားထောင်မှာတော့နှာခေါင်းကအသက်ရှူဖို့နဲ့ issue ဖို့အတွက်သုံးတာငါပြောလိုက်တဲ့စကားတစ်ခုကြောင့်တို့ဖြစ်သွားတဲ့မှုလေးကတော့ဒီလိုပုံစံလေးတိုင်းပါပဲဟုတ်တယ်မလားမလေးနဲ့ပြည့်စတဲ့ဖောက်ကေရောကားပြီးတော့အိမ်မပြန်မဲနဲ့လောက်လိုက်တာဟိုဘက်ငါ့ကိုညှက်ပြီးတော့ချသွားတယ်ဘလို့မှပြေးလို့မလွတ်တော့ရုံဒီနေရာမှာငါတော့ကေးနေတော့လေ quality ဂျင်းကျူရဲ့ဘလောက် quality ဖြစ်တဲ့6လဲဆိုတာတို့ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်တော့တွေ့လိမ့်မယ်အမကြီးအေးကန်နာကလောက်မဟုတ်ဘဲနဲ့ကြောက်ကိုကန်ပါတဲ့အရန်တော်တော့နော်ဒီလိုပလေယာမျိုးဘာမှရှာမတော့ဒါလေးလွဲတာလားဆိုတော့လည်းမဟုတ်သေးပြန်ဘူးဟေးအမကြီး flicker နဲ့ဝင်ပြီးတော့လောက်ပြမယ်တဲ့နော်ငါစိတ်ညစ်တယ်တကယ် quality ကောင်အော်ရာမဆိုဒီမှာလေသူများသာခဲခဲပဲသူကြည့်လို့ရှိရင်တော့ပြေးလိုက်တာ flicker နဲ့ဟိုပြေးလိုက်တီးပြေးလိုက်နေငါလည်းပဲရမယ်ငါမှ flicker ရှိနေရလေအမလေတော့နေပြေးလို့လည်းမလွတ်တော့ဘူးတော့ခါလေး magic damage ဆော့တဲ့ကောင်တကယ် respect ပေးတယ်ဟေးအမကြီးဟန်နာပြောတစ်ချက်ပဲထောင်းသွားတာquality ဂျင်းကျူထက်တကယ် quality ရှိတဲ့ player ဘယ်လိုလဲသိလားအဲ့ဒါကလောက်ပဲเนาะဟာ magic damage ဝေးရနေချာနဲ့ကပါတဲ့ဆရာသမားတော်လိုက်တော့ quality ကလောက်ထက် quality 6ကကောင်းနေတော့လေဒီပွဲကတော့နိုင်သွားပါတယ် grow ကင်ခိုင်းတဲ့အကောက်ပိုင်ရှိเนาะရီးစားလဲရှာလို့ရပြီเนาะ grow လဲကင်ထားပြီးသွားပြီရီးစားမရတော့အနေနဲ့ကလည်းတွေ့ပြီးသားမှနေကနေတသက်လုံးအသုံးမချလို့ FA ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်เนาะနေကင်ခိုင်းတဲ့ grow တော့ကင်ပြီးသွားပြီနေပြောတဲ့အတိုင်းတော့ရီးစားတော့ရအောင်ရှာလိုက်တော့ရီးစားမရလို့ရှိရင်တော့သွားလှစ်လိုက်တော့ကျေးဇူးဒါနဲ့ quality player လေးချောင်းကို follow ချင်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အကောင့်ကို follow ပေးကြပါအောင်နော်သူ့အကောင့်က follow တာတတိကြီးပြီးတော့မှဆိုတော့သူပြောရတဲ့အတိုင်း fucking ချုပ်ပြမယ်တဲ့ကြောက်ကြည့်လိုက်ကြတော့ Thanks me later